နားလဲအောင်ရင်လို့တော့ကိုတီ MS လို့ပါလား MS လို့ပါလားနဲ့ AMSA နော် TPMT လို့ရေးထားတယ် M ပါဇက်ပိတ်တဲ့ N ရဲ့ T ရဲ့ဆိုလို့ရှိရင် media tab TPMT ဆိုရင် media tab HK.TRT လို့ရေးထားလို့ရှိရင် red tab ဟုတ်ပြီနော်အဲ့လိုအကြမ်းမြင်လေးခွဲလို့ရတယ်ဘုံနံပါတ်ကြည့်ုံနဲ့ဒါ AMSA လား media tab လားဆိုတာကိုခွဲခြားဖို့အတွက်ကဒီနံပါတ်လေးကြည့်လိုက်တာနဲ့ဒါဘာ CP သုံးလာတာလဲအကြမ်းမြင်သိလို့ရတယ်တကယ်လို့ကိုကမဖတ်တတ်ဘူးအဲ့ဒီအချိန်မှာကျွန်တော်တို့ online နဲ့ကြည့်လို့ရတယ်ဒီနံပါတ်လေးကိုကျွန်တော်တို့ကဒီ Google မှာရှာလိုက် TPMS TTA PPA01 ဆို specialization ဆိုပြီးတော့နော် SBLI specialization ပေါ့အဲ့ဒါကိုရပြီးရှာလိုက်လို့ရှိရင်ဒီကောင်ရဲ့ specialization ကြလာတယ်ရောစီဘယ်တော့ပါတယ်ဟို CPU ဘယ်လောက် RAM ဘယ်လောက်ဆိုအကုန်ပါတယ်အဲ့ဒီမှာရေးထားတယ် AMSA လား media tab လားအဲ့ဒီမှာသွားကြည့်လို့ရတယ်ကိုမသိဘူးဆိုရင်ဘယ်သူမှမမေးချင်ဘူးကို Google မှာပဲရှာတင်တယ်ပေါ့နော်အဲ့လိုရှာလို့ရှိရင်ဒီ book ရဲ့ specialization ကိုရိုက်ရှာလို့ရတယ်ဒီဟာဘာ CPU သုံးထားလဲဆိုတာကိုကျွန်တော်တို့ကသိတာဒါကတော့ TPMS TTA PPA02 ဖြစ်တဲ့အတွက်ကြောင့်ဒါ AMSA book ဖြစ်တယ်နော်ဒါ AMSA လို့သတ်မှတ်ရမယ် TPMT ဆိုလို့ရှိရင် media tab လို့သတ်မှတ်မယ်အဲ့တော့ဒီကောင်ဒီကျွန်တော်တို့က BGA ပေါ်ချင်းတူတူပဲဒီကောင်ဆိုလို့ရှိရင်ဒီကောင်ထွက်တော့ဒီကောင်က media tab book ဒီကောင်က AMSA book နော် iPhone နှစ်ပုတ်မှာ BGA ပေါ်ကတူလားမတူဘူးလားတူတူပဲဟုတ်ပဲနော်တူတူပဲဆိုပေမဲ့ဒီကောင်က TXI point နေမတူဘူးဒီအပေါ်ကကောင်ဒီ media tab ဒီကောင်ဒီ AMSA ဘာကွာသွားလဲ6ကတော့ ground အတူတူပဲနံပါတ်4ကကျတော့ IH ဖြစ်သွားတယ်ဒီမှာနံပါတ်15က IH ဖြစ်သွားတယ်ဟုတ်ပြီနော်ဒီမှာနံပါတ်17ဒီ TH ဖြစ်တယ်နံပါတ်12ဒီ TH ဖြစ်တယ်နော်အဲ့ဒါလေးကဒါ media tab မှာဒါ media tab မှာသုံးတယ်ဒါ AMSA မှာသုံးတယ်ဒီပုံကြီးကကျွန်တော် group မှာချပေးမယ်နော်ဒါအကြမ်းကြီးလေးပဲလိုက်ကြည့်ကျွန်တော်တို့ကခုနကပြောပြထားတဲ့ BGA နဲ့ချိတ်ဆက်လို့ရမယ်နော် BGA ပေါ့နေနဲ့ချိတ်ဆက်လို့ရမယ်နော်အဲ့တော့ကျွန်တော်တို့ကဒီပုံလေးကိုကြည့်မယ်အခုကျွန်တော်တို့ကဈေးကွက်ထဲမှာဝယ်လို့ရတဲ့ CP2102 ဆိုတဲ့အားလေးနော်အဲ့တော့ကျွန်တော်တို့ကတိုး3ချောင်းပဲလို့မယ် ground လို့မယ် TH လို့မယ် IH လို့မယ်တိုး3ချောင်းထုတ်မယ်ခုနကကျွန်တော်တို့ကဒီအပေါက်လေးတွေမှာဂျမ်ပါနဲ့ထိုးရတယ်ထိုးမထိုးလို့ရှိရင်လည်းကျွန်တော်တို့ကဒီမှာခဲဆော့ပြရမယ်နော်ဟို point လေးတွေပါတယ်ဆိုလို့ရှိရင်လည်း point မှာဆော့လို့ရတယ်ဒီနားမှာ TXI point တွေပါတယ်ဆိုလို့ရှိရင်လည်းအဲ့ point လေးတွေမှာ ground ချကြိုက်တဲ့နေရာမှာ ground ချပြီးတော့ TXI ကိုတွဲပေးရမယ်အဓိကမှတ်ထားရမှာကဘယ်လိုမှတ်ထားရမလဲဆိုတာဒီတိုးမှာထွက်လာတဲ့ THC ဘောက IH ရောင်းပြန်ချိန်ရမယ် TH to TH မဟုတ်ဘူးเนาะဒီ AMSA ဘုတ်ကိုလို့တော့မယ်ဆိုလို့ရှိရင်ဒီကထွက်လာတဲ့ IH ဒီဘုတ်က TH ကိုဝင်မယ်ဒီကတိုးကထွက်လာတဲ့ TH ဒီဘုတ်က IH ကိုဝင်မယ် cross ရောင်းပြန်เนาะအဲ့ဒါမျိုးလေးတွေအဲ့ဒါလေးတွေမှတ်ထားဖို့လိုတယ်ခုနက media tab လည်းဒီတိုင်းပဲပင်နံပါတ်4ဖြစ်သွားတယ်4မှာကျတော့ခုန IH TH ချိန်ပေးရတိုးရဲ့ TH ကိုချိန်ပေးရမယ်ရောင်းပြန် cross ဒါလေးကိုအကျမ်းမြင့်ရှင်းပြနော်ဒါတိုးကတော့ CP2102 ဒါဈေးကွက်ထဲမှာဝယ်လို့ရတယ်ပြီးရင်ပါလာမလဲ HDMI နော် HDMI နေပြီးတော့ USB ကိုသွားတာ 2.0 3.0 ဆိုလို့ရှိရင်ဘယ်လိုသုံးမလဲ HDMI နေပြီးတော့ချို့ဘုတ်တွေကြတော့ HDMI မှာမပါဘူးမီလိုဘုတ်မျိုးကြတော့မီလိုမျိုးဘုတ်တွေကြလို့ရှိရင်ဒါ VGA ပေါ့မပါလာဘူး HDMI မှာပါတယ်ဒါပေမဲ့မီဘုတ်တော်များများမှာ TXI NC ground ဆိုပြီးတော့ socket လေးတွေပါတယ်ဒီလို socket လေးတွေပါတယ် pointer ထောက်ပေးထားတယ်နောက်မှာရေးပေးထားတယ်เนาะဒီဘုတ်လေးတွေမှာဒီလိုမျိုး socket slot လေးတွေနဲ့เนาะ slot လေးတွေနဲ့အလွတ်ပါတယ်အဲ့ဒီမှာ point ပါတယ် TXI NC ground ဆိုပြီးတော့၄ပင်ပါတယ်မီဘုတ်တွေမှာဒါပေမဲ့ဒီကောင်တွေမှာ VGA ပေါ့မပါဘူးချို့ဘုတ်တွေကြတော့ VGA ပေါ့လည်းမပါဘူး point လည်းမပါဘူးအဲ့ဒါလို့ရှိရင်ကျွန်တော်တို့ကချိတ်ဆက်ရမယ်နည်းရှိတယ် USB ကသွားမလား HDMI ကသွားမလားHDMI မှာပါတဲ့ TV တော့မရှိဘူး HDMI မှာ2မျိုးခွဲတယ် HDMI မှာရိုးရိုးကျွန်တော်တို့ကြည့်လို့ရတဲ့စားပစ်မှုဆိုတဲ့ UART port ပါတဲ့ HDMI နဲ့ UART port မပါတဲ့ HDMI နှစ်ခုလုံးတော့ TV မှာကြည့်ရောက်တာပဲဒါပေမဲ့စားပစ်ကိုလုံးလို့ရတဲ့ HDMI တစ်ပေါက်တည်းပါတယ်ချိုးဆက်တွေမှာစားပစ်လို့ရေးထားတယ်ချိုးဆက်တွေမှာကျတော့ UART လို့ရေးထားတယ်အဖုံးမှာနော်အမှ UART ဆိုပြီးတော့စားပစ်ဆိုရေးထားတယ်အဲ့ဒီ port နဲ့ချိတ်ဆက်ရမယ်ကိုကဒီတက်မသိဘူးဟိုကိုကဒီ TXI မချိတ်တတ်ဘူးဆိုလို့ရှိရင်ဒီမှာခုနက AMSA ဆိုလို့ရှိရင်ခုန AMSA ဆိုလို့ရှိရင်6ကဲ4ရယ်17ကဲဟုတ်ပြီနော် TXI ground မဲ့ဒါဒီ TH ဒါဒီ IH ဒါဒီ ground ဟုတ်ပြီနော်အဲ့ TXI ground ကိုမှတ်ဒီမှာလဲ TXI ground ကိုဘယ်ပင်နေလဲဆိုတာကိုကြည့် HDMI ကောင်း2ကောင်းလို့မယ် HDMI ကောင်း2ကောင်းမှာပင်နံပါတ်ဘယ်လောက်နေလဲဒါက group မှာချပေးမယ်နော်ဒီမှာဆိုလို့ရှိရင်16ကဲ15ရယ်19ရယ်ဟုတ်ပြီနော်19က ground
ဟုတ်ပြီနော်အဲ့လိုမျိုးလေးဒါဆိုလို့ရှိရင်ဒီ HDMI ကိုပလက်လန်လာတာပဲ VGA မှာလည်း2မျိုးရှိသလို HDMI မှာလည်း2မျိုးရှိတယ်အဲ့တော့သွယ်ပုံသွယ်နည်းကိုကျွန်တော်ဒီမှာ diagram ဆွဲပေးထားတယ်ဒါကတော့ဒီမှာလို့သိမှကြည့်ရဘူးထဲမှာပုံပေါ်ကြည်လင်ရှိတယ်နော်ကိုကကိုဟိုဒီကနေပြီးတော့15ရယ်19ရယ်6ရယ်ကျိုး3ချောင်းထုတ်ထားမယ်ဒီ VGA ခေါင်းကနေ HDMI ခေါင်းကနေပဲ19ရယ်15ရယ်2ရယ်ကျိုး3ချောင်းထုတ်ထားမယ်ဟုတ်ပြီလားအဲ့ဒါဆိုလို့ရှိရင်ဒါဆိုလို့ရှိရင် VGA မပါလာတဲ့ဟာတွေကိုဒီ HDMI နဲ့လုပ်လို့ရမယ်တကယ်လို့ကိုကနေပြီးတော့ Samsung ဘုတ်တွေမှာအချို့ဘုတ်တွေမှာကျတော့ UART ကိုဒီ USB port နဲ့တွားတယ် 2.0 နဲ့တွားတယ် 3.0 နဲ့တွားတယ်ဒါက 3.0 ဒါ 2.0 မှာ4ပင်ပဲပါတယ်ဟုတ်ပြီနော်ဒါနဲ့အတွေ့အကြုံရပါဒါတော်အောင်အသုံးနည်းပါတယ်နော်ဘယ်သူမှအဲ့ကောင်တိတ်မချိတ်ကြဘူးဒါဆို HDMI ကချိတ်တာများတယ်ဒါဒီကောင်နဲ့ချိတ်မယ်ဆိုလို့ရှိရင်နောက်ထပ်တိုးတစ်ခုထပ်လို့သေးတယ်နော်ဘယ်သူမှအသိမသုံးဘူးကိစ္စလေးကိုထပ်ပြီးတော့ကိစ္စလေးထပ်တွဲတယ်တိုးတစ်ခုလုပ်သေးတယ်အဲ့တော့ဒီကောင်နဲ့တိတ်မစင်းသားနဲ့အခုတော်တော်များများဘုတ်တွေမှာကျွန်တော်တို့အဆင်ပြေတဲ့ဘုတ်တွေက VGA ရှိမယ် HDMI ရှိမယ် earphone jack ရှိမယ် earphone jack ကကျွန်တော်တို့ကဟိုဖုန်းတွေမှာသုံးတဲ့ jack တွေမရဘူးကျွန်တော်တို့3မိနစ် jack မြင်ဘူးလား3မိနစ် jack တော့ ground ရယ် left right နှစ်ခုပဲပါတယ်ဖြူလီဟိုအဝါပါတဲ့ကောင်မရဘူးနောက်ဆုံးကောင်ဒီ ground အရှိရကောင်အလဲကောင်ဒီ TH နောက်ကောင်ဒီ IS TH နဲ့ကျိုးမောင်းနဲ့ဆရာဘာဖြစ်မလဲကျွန်တော်တို့ join လိုက်တယ် ground ကတော့ဆရာသိတယ်နောက်ဆုံးကောင် ground ဒါကောင်အခုဒီမှာကျိုးမှားထိုးမိတယ် TH ဒါမှမဟုတ် ground ပြန်လှန်ထိုးမိတယ်ဆရာဘာဖြစ်မလဲဘာမှမဖြစ်ဘူးဒီတက်မသိုံပဲရှိတယ်ဒီတက်သိရင်စာတက်လာမယ်ဒီတက်မသိရင်စာမတက်ဘူးဒါပဲလောင်သွားတာပြူသွားတာမရှိဘူးနော်အဲ့တော့ဒါကအခြေခံအနေနဲ့တွေ့တန်းရမယ့်ဟာကိုကျွန်တော်ရှင်းပြပေးတာ